မြန်မာငွေကျပ်2800နဲ့ကိုရီးယားဟော့ဘော့ဆက်ကို3ရောင်းတော့အဝါကျေးလို့ရမယ့်ဆိုင်တစ်ဆိုင်ကိုပြပါမယ်။ဆိုင်ကတော့ပောက်ကွဲဆိုတဲ့ဆိုင်လေးဖြစ်ပြီးတော့စမ်းချောင်းနဲ့ရှစ်သက်ဖို့ဖျက်လန်းထဲမှာရှိပါတယ်။ဒီစင်းရလည်းအရင်ကကိုရီးယားဆိုင်ပြီးတော့မှကိုရီးယားဝတ်စုံလေးတွေကိုလည်းအခမဲ့ဝတ်ပြီးတော့ဓာတ်ပုံရိုက်လို့ရပါသေးရဲ့နော်။အခုဆိုရင်တော့ကျွန်တော်မှားထားတဲ့ဟင်းပွဲလေးရောက်လာခဲ့ပြီမို့လို့ကျွန်တော်ကတော့ပထမဦးဆုံးနေ့ကလေးထဲကြက်ပြုတ်ရည်လေးထဲလေးဖွင့်ရင်စောင့်ရင်းနဲ့ပဲကင်ချီဟင်းရည်နဲ့ထမင်းလေးနဲ့တွဲစားကြည့်ပါမယ်။ကြည့်လိုက်တဲ့အခါမှာတော့ကင်ချီရတာကအရင်ကြီးလည်းမဆူတော့အမိုတွေဝတ်သုံးလက်သားတွေပါသေးတာဆိုတော့အမိုက်စားပါပဲ။ထပ်ပြီးတော့ချင်းကမယောနစ်လေးကိုထပ်စားကြည့်ပါမယ်။သူကကြက်သားရဲ့ကြက်ဥရဲ့မယောနစ်ရဲ့ရင်းကြီးရဲ့ကိုသေချာလေးမှုတ်ပြီးတော့စားကြည့်လိုက်တဲ့အခါမှာချုံစစ်စစ်လေးနဲ့အရသာအရန်ရှိပါ။ကင်ချီလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်သူ့အရသာကတမျိုးလေးထပ်ပြောင်းသွားပြီးတော့ချင်းပြုံးပြုံးလေးနဲ့စိတ်စိတ်လေးနဲ့စားလို့ကောင်းပါတယ်။အခုဆိုလို့ရှိရင်ကိုရီးယားဟော့ဘော့အိုးလေးရဲ့ကြက်သားယူဆိုတော့ဒီအိုးလေးကိုစစားပါမယ်။တုံးတဲ့သားကိုစားကြည့်တဲ့အခါမှာသူ့ရဲ့အရသာကလုံးဝကိုအီတဲ့ဘက်ကိုမသွားဘူး။အချိန်လေးနဲ့တုတ်စားပို့ပြီးတော့အရသာရှိပါတယ်။ကျွန်တော်အခုစားပြနေတဲ့3ယောက်အဝါကျိတ်လို့ရတယ်ကိုရီးယားဟော့ဘော့အိုးထဲမှာလေသုံးသက်သားတွေဘေးကွန်တွေအမိုတွေဂျပန်မိုတွေအများကြီးပါသေးတာဆိုတော့တော်တော်ကောင်းပါတယ်။အရေးကလည်းအရင်မဆက်ဘူးဆိုတော့ကျွန်တော်တက်ကတော့အဆင်ပြေလို့ကျွန်တော်အများကြီးစားခဲ့ပါတယ်။ဆက်လေးမှစားကျင်တဲ့သူတွေအတွက်ကတော့အနစ်လေးကိုထပ်ပို့တောင်းပြီးတော့စားလို့ရပါတယ်နော်။ထပ်စားမယ့်ဟင်းပွဲလေးကတော့ကိုရီးယားစတိုင်ကြက်ကြော်လေးပါ။သူကတော့အချုံနဲ့အဆက်2မျိုးရပါတယ်။ spicy chicken လေးကိုစားကြည့်လိုက်တဲ့အခါမှာတော့သူက spicy sauce နဲ့ပြန်ပြီးတော့နှက်ထားတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့ပျော့တယ်။စားရနည်းနည်းလေးတော့မာပါတယ်။အခု original ကိုထပ်စားကြည့်ပါမယ်။ original ရောပြီးတော့ crispy ဖြစ်ပါတယ်။ original ကို mayonnaise နဲ့တွဲပြီးတော့စားကြည့်တဲ့အခါမှာတော့ချိုစိတ်စိတ်လေးဖြစ်တာမလို့ကျွန်တော်ကတော့ဒါကိုပို့ပြီးတော့သဘောကျပါတယ်။အရင်များလို့ရေချောင်ဝါလို့ဒီဆိုင်မှာအရင်နာမည်ကြီးတဲ့ strawberry soju ကိုလည်းမြည်ဆန်းကြည့်ခဲ့ပါတယ်။ strawberry အနှစ်ကလေးနဲ့ soju နဲ့ပေါင်းထားတာဆိုတော့ soju ရတာအရင်လည်းမပြင်းတော့မိန်းကလေးတွေတောက်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်။ကျွန်တော်ကတော့အရင်မပြင်းလို့ဂျားလိုက်ကိုမော့ပြီးတော့အကုန်တောက်ပလိုက်ပါတယ်။ဒီကိုဂျားလိုက်တောက်ပြီးတော့ရင်းနေပူလာတာနဲ့ Korea style ကြက်ဥလေးကိုမြည်ကြည့်ပါတယ်။ကြက်ဥလေးရတာကပေါလည်းမပေါဘူးငံလည်းမငံဘူးစိတ်စိတ်လေးဖြစ်တယ်။တူမတို့ဆော့နဲ့တွဲစားရင်ပူမိုက်ပါတယ်။နောက်ဆုံးပိတ်အနေနဲ့ strawberry meat လေးကို try ကြည့်ပါမယ်။ strawberry အသီးပတ်လေးနဲ့ဆိုတော့ချိုချင်းလေးနဲ့စိတ်စိတ်လေးဖြစ်ပါတယ်။တောင်းမဲ့သူတွေအတွက် strawberry meat လေးကို comment ပေးပါတယ်။ကျွန်တော်ကတော့အခုစားယူရည်ဆိုတော့မှန်လေးပါလေးကြည့်ကေးလေးပါလေးရွှိုင်းပြီးတော့ပြန်လိုက်ပါအောင်မယ်။အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးကိုပတ်စံနေကြပါစေနော်။